သူဧည့်သည်တွေကကျတော့သူတို့ကလှုပ်ချင်တာပဲသိတာကွာအဓိကဒီစန္ဒနဲ့ကဘလို့လှုပ်ဖို့ကတင့်တော်တယ်မတင့်တော်တယ်ဆိုတာကသပင်ဆရာတွေကပဲသိတာလေနော်ဟုတ်ကဲ့မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဧည့်သည်တယောက်ကသပင်ကောက်ချင်လို့တယ်နော်ကျွန်တော်စီကိုလာတာဗောနော်ပြောချင်တာကကျွန်တော်တို့ဧည့်သည်တွေကကျွန်တော်တို့လှုပ်ချင်တယ်ဆိုပြီးတော့သူတို့ပုံစံတွေလာပြတာသပင်ကောက်ချင်တာတော့ဖြောင်းချင်တာတော့ဘယ်ဟာပဲလာပြဗောနော်တချို့ဧည့်သည်တွေကကျတော့သူတို့ကလှုပ်ချင်တာပဲသိတာကွာအဓိကဒီစန္ဒနဲ့ကဘလို့လှုပ်ဖို့ကတင့်တော်တယ်မတင့်တော်တယ်ဆိုတာကသပင်ဆရာတွေကပဲသိတာလေနော်ဒီအမဆိုလို့ရှိရင်ကွာရပောင်းကလည်းခဏခဏလှုပ်တော့အထဲမှာဆိုရင်သပင်ဒီဆိုရင်ပြတ်ကြထားရအောင်ရှိရကွာအဲ့ဒါကိုကျွန်တော်စီမှာကောက်ဖို့ဆိုတော့ကျွန်တော်ကတော့ပုံမလင်းလင်းပဲပြောတယ်မရဘူးဆိုလို့ရှိရင်မရနိုင်ဘူးပြီးလို့ရှိရင်သူကအဖြူဖုံးတွေလည်းခဏခဏစိုးထားတာရှိတယ်ကွာအဲ့လိုဆိုတော့သပင်ကအစီအနစ်မရှိတော့ဘူးလုံးဝယူ6ကန်နေကွာအဲ့လိုဧည့်သည်ပြောရဆိုလို့ရှိရင်မရနိုင်တာကိုမရနိုင်ဘူးဆိုပြီးတော့ပုံမလင်းလင်းပဲပြောနော်အဲ့ဒါမှပို့ပြီးတော့အဆင်ပြေတာကွာဘလို့ဆိုရင်တခုခု complaint တက်လာလို့ရှိရင်အဲ့ဒါကဖြေရှင်းရပိုခက်တယ်နော်ဧည့်သည်တွေကိုတရားရှင်းပြပါနော်ဒါကတော့ကျွန်တော်သပင်ကလုံးဝအစီအနစ်မရှိရလို့ဒီအမကိုကျွန်တော် treatment လေးတရားလေးပြန်ပြီးတော့ယူပေးထားပါနော် treatment ယူရချိန်ရရင်လေကျွန်တော်ကအရန်သပင်ကပျက်စီးနေတာဖြစ်တဲ့အတွက်ကျွန်တော်ရေခဲလေးနဲ့တလွာရှင်းစီလိုက်ပြီးတော့ပုတ်ပြီးတော့ကုသပေးထားပါနော်ဒီနေရာမှာခေါင်းလျှော်တဲ့ချိန်ရလို့ရှိရင်ကျွန်တော်တို့ရေဥယီကိုပြောင်းနေအောင်လျှော်ရမယ်နော်ဘာလို့ဆိုတော့ကျွန်တော်တို့ကဥယီကိုကပ်ပြီးတော့ဆေးထည့်ထားခေါင်းလျှော်ချိန်ရရင်ကျွန်တော်ကအဓိက3နေရာကိုပဲကျွန်တော်ကပြောင်းရေဆေးတယ်ဗျာကဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်သပင်လေးဆေးလေးစမ်းပြီးတော့ကျွန်တော်သပင်ဖြောင်းလို့ရှိရင်ကျွန်တော်သပင်ဖြောင်းတဲ့ပုံစံကိုအစားဆုံးလိုက်ပြမယ်နော်ဆေးဝင်တော့စစ်တဲ့ချိန်ရတယ်ဒီလိုဆွဲပြီးတဲ့ချိန်ရတယ်လေကွာတအားကြီးနဲ့ဆွဲစရာမလိုဘူးနော်အဲ့လိုမျိုးအားကြီးနဲ့ဆွဲနေရရင်ဆေးဝင်တာမဟုတ်သေးဘူးနော်ဆွဲလိုက်တာနဲ့တီကွင်းလေးတွေလုံးဝပြော့ပြီးကိုဆွဲတယ်လို့လေးကိုပါလာပြီးဆိုမှဒါဆေးဝင်တာနော်ဒါကြောင့်ဆေးဝင်ပြီဆိုလို့ရှိရင်ကျွန်တော်ကတန်းပြီးတော့မလျှော်ချဘူးဗျအကုန်လုံးတစ်ခေါင်းလုံးလေဒါဆိုလို့ရှိရင်ကျွန်တော်ဒါဖြောင်းစည်းတွေကိုပဲကျွန်တော်ဖြောင်းစည်းနဲ့ပဲပြန်ပြီးလျှော်နေရနော်ဒါဖြောင်းစည်းကိုကျွန်တော်ဆေးမချပြဘူးဗျဖြောင်းစည်းကိုခေါင်းလျှော်စဉ်ရောက်ရင်ကျွန်တော်ကအဓိက3နေရာကိုပဲကျွန်တော်ကပြောင်းရေဆေးတယ်ဗျာကျန်တဲ့နေရာတွေကိုပြောင်းရေမဆေးဘူးအဲ့ဒီဖြောင်းစည်းတွေအတိုင်းပဲအဲ့ဖြောင်းစည်းနဲ့ပဲကျွန်တော်လျှော်တာပေါ့ခေါင်းကိုအရင်ဆုံးနှက်တာပေါ့နော်အဓိက3နေရာဆိုတာလည်းနောက်ထပ်ဗီဒီယိုဖိုင်တွေရရင်ကျွန်တော်ပြန်ရှင်းပြမယ်နော်ကျွန်တော်ကအဓိက3နေရာကိုပဲရေကိုပြောင်းဆေးချတယ်ပြီးလို့ရှိရင်အဲ့ဒီကျန်တဲ့နေရာတွေကိုဖြောင်းစည်းအတိုင်းပဲကျွန်တော်ဆေးမချဘဲနဲ့အဲ့ဖြောင်းစည်းနဲ့ပဲတရားလေးပြန်ပြီးတော့ဒီရှော့စင်မှာပဲပေါ့ခဏလောက်3-5မိနစ်လောက်ပေါ့အဲ့ဒါလေးပြန်နှက်တာပေါ့နော်အဲ့ဖြောင်းစည်းနဲ့ပဲအဲ့လိုနှက်ပြီးဆိုတော့မှရေကိုပြောင်းနေအောင်ဆေးချတယ်ပြောင်းနေအောင်ဆေးချပြီးလို့ရှိရင်ကျွန်တော်ကအစီသွင်းပေးတာတစ်ခါတည်းပဲဖြောင်းကောင်းတိုင်းမှာကျွန်တော်ဒီလိုလေးအစီသွင်းပေးတာနော်အစီသွင်းတဲ့ချိန်ရရင်လည်းတရားကြည့်လိုက်နော်အဲ့မှာတလွာချင်းလုံးဝတလွာချင်းအနုစိတ်ပြီးတော့အသေးစိတ်လိုက်ပြီးတော့ထည့်တာနော်ဟုတ်ကဲ့ဒါလေးကတော့ final result ပါနော်ဒီလိုအစားဆုံးလေးကတော့ဒါဖြောင်းကောင်းတစ်ကောင်ဖြောင်းပြီဆိုရင်ကျွန်တော်